สวัสดีครับအားလုံးပဲမင်္ဂလာပါဒီတက်ခန်းစာမှာကတော့မာနီမာနာတေယိုတာရဲ့တက်ခန်းစာ၄ကိုသိကြပေးမှာဖြစ်ပါတယ်အစိသေးဖြစ်ရဲ့လက်ကြည့်ကြရအောင်နော်โอเคဒီမှာဆိုရင်ဘทที่4ဟုတ်တယ်နော်บทที่4တက်ခန်းစာ၄ဖြစ်ပါတယ်สีเทาดูใบบัวชูใจแลดูสีเทาสีเทาชูคอดูใบบัวมีตัวอะไรเกาะใบบัวสีเทามัวดูอะไรชูใจไปหาสีเทาสีเทาดูตัวอะไรเกาะใบบัวเนาะနောက်တစ်ခါတော့တူလက်ဖာမယ်အတမထွက်နယ်လို့စီရေစာလုံးပေါင်းပြီးတော့လက်ဖာဖို့လိုတယ်เนาะสีเทาดูใบบัวชูใจแลดูสีเทาสีเทาชูคอดูใบบัวมีตัวอะไรเกาะใบบัวสีเทามัวดูอะไรชูใจไปหาสีเทาสีเทาดูตัวอะไรเกาะใบบัวเนาะโอเคဒီမှာဆိုရင်ဘာသာပြမယ်บทที่4ติดခန်းစာ၄ဖြစ်ပါတယ်สีเทาเนาะสีเทาดูใบบัวสีเทาดูဆိုရင်สีเทาကကြည့်တယ်ใบบัวเนาะใบဆိုတာကအရွယ်บัวဆိုတာကကြာเนาะใบบัวဆိုရင်ကြာရွယ်เนาะสีเทาดูใบบัวเนาะสีเทาကကြာရွယ်ကြည့်တယ်ชูใจแลดูสีเทาเนาะแลดูဆိုတာကလမ်းကြည့်တယ်เนาะชูใจแลดูชูใจကလမ်းကြည့်တယ်สีเทาเนาะชูใจแลดูสีเทาชูใจကสีเทาကိုလမ်းကြည့်တယ်สีเทาชูคอชูคอဆိုတာကလက်ပေးထော်တယ်ဟုတ်တယ်เนาะคอဆိုတာကလက်ပေးสีเทาชูคอสีเทาကလက်ပေးထော်တယ်ดูใบบัวကြာရွက်ကြည့်တယ်สีเทาကလက်ပေးထော်ပြီးတော့ကြာရွက်ကြည့်တာကိုပြောတာဖြစ်ပါတယ်เนาะดูဆိုတာကကြည့်တီเนาะสีเทาကလက်ပေးထော်ပြီးတော့ကြာရွက်ကြည့်တယ်มีตัวอะไรเนาะมีตัวอะไรมีဆိုတာကရှိသည်ตัวဆိုတာကအကောင်เนาะတကယ်လို့အခုအထက်မှာဆိုရင်တစ်ထပ်နဲ့ရည်တွဲတယ်ပေါ့เนาะတစ်ထပ်ဆိုရင်1ตัว2ตัวเนาะတစ်ထပ်နှစ်ထပ်ဒါပေမဲ့ဒီနေရာမှာตัวဆိုတာကအကောင်လို့ယူမယ်ပေါ့เนาะมีตัวอะไรဘာအကောင်ရှိတယ်လဲတဲ့เกาะใบบัวเนาะเกาะဆိုတာကကျွန်းဒါပေမဲ့ဒီနေရာမှာเกาะใบบัวဆိုရင်ကြံရွက်တွေ့ကနေတာကိုပြောတာဖြစ်ပါတယ်เนาะကြံရွက်တွေ့ကနေတာကိုပြောတာဖြစ်ပါတယ်มีตัวอะไรဘာကောင်ရှိတယ်လဲတဲ့เกาะใบบัวကြံရွက်တွေ့ကနေတယ်สีเทามัวดูอะไรสีเทาကဘာကြည့်တယ်လဲပေါ့เนาะมัวดูဆိုတာကငင်းကြည့်တယ်ဒါမှမဟုတ်ကြည့်တယ်เนาะနှစ်ခုစလုံးဘာသာပြလို့ရပါတယ်สีเทามัวดูอะไรสีเทามัวดูอะไรเนาะสีเทาကဘာကြည့်တယ်လဲပေါ့เนาะชูใจไปหาสีเทาเนาะชูใจไปชูใจကသွားတယ်หาสีเทาเนาะสีเทาစီမှာเนาะชูใจကสีเทาစီမှာသွားတယ်สีเทาดูตัวอะไรเนาะสีเทาดูตัวอะไรဆိုရင်สีเทาကဘာအကောင်ကြည့်တယ်လဲเนาะเกาะใบบัวကြာရွယ်ဖဲ့ပြီးတော့တွေ့ကနေတယ်เนาะสีเทาကဘာအကောင်ကြည့်တယ်လဲเกาะใบบัวကြာရွယ်ဖဲ့ပြီးတော့တွေ့ကတာကိုပြောတာဖြစ်ပါတယ်เนาะชูใจกาวคอสีเทาเบาๆสีเทาชูคอพอใจมานีหัวเราะโตมาหามานีกาวหัวโตชูคอดีใจชูใจหัวเราะ ห
หัวเราะลดทวนไหมเนาะชูใจหัวเราะมานีพอใจนัดคอเราดูแลพาไหมชูใจกาวคอสีเทาเบาๆสีเทาชูคอพอใจมานีหัวเราะโตมาหามานีกาวหัวโตชูคอดีใจชูใจหัวเราะมานีพอใจเนาะများလေ့ကျင့်ဖားဖို့လိုပါတယ်โอเคဒီမှာဆိုရင်ဘာသာပြမယ်เนาะชูใจกาวคอสีเทาเนาะชูใจกาวဆိုတာကကုတ်တယ်คอสีเทาရဲ့လက်ပေเนาะชูใจကสีเทาရဲ့လက်ပေကုတ်တယ်ဘယ်လိုမျိုးကုတ်လဲเบาๆဖြည်းနဲ့ဟုတ်နော်ชูใจကสีเทาရဲ့လက်ပေကိုဖြည်းနဲ့ကုတ်တယ်สีเทาชูคอพอใจเนาะสีเทาကလက်ပေထော်ပြီးတော့ကျင်နာတယ်เนาะพอใจဆိုတာကကျင်နာတယ်မာနီหัวเราะမာနီကရည်တယ်เนาะหัวเราะဆိုတာကရည်တယ်မာနီကရည်တယ်โตมาหาမာနီเนาะโตมาหาမာနီဆိုရင်โตကမာနီစီမှာလာတယ်မာနီกาวหัวโตเนาะမာနီကกาวကုတ်တယ်หัวโตရဲ့กาวပေါ့เนาะหัวโตဆိုရင်โตရဲ့กาวကိုကုတ်တယ်โตชูคอดีใจเนาะโตကလက်ပေထော်ပြီးတော့ดีใจเนาะဒီမှာဆိုရင်พอใจဆိုရင်ကျင်နာတယ်ดีใจဆိုရင်ဝါတာတယ်ဟုတ်တယ်เนาะโตชูคอดีใจโตကလက်ပေထော်ပြီးတော့ဝါတာတယ်ชูใจหัวเราะชูใจကရည်တယ်မာနီพอใจမာနီကကျင်နာတယ်โอเคเนาะနောက်တစ်ခါတော့ဒူလက်ဖာမယ်บทที่4ติดขั้นสา4ဖြစ်ပါတယ်สีเทาดูใบบัวชูใจแลดูสีเทาสีเทาชูคอดูใบบัวมีตัวอะไรเกาะใบบัวสีเทามวนดูอะไรชูใจไปหาสีเทาสีเทาดูตัวอะไรเกาะใบบัวชูใจกาวคอสีเทาเบาๆสีเทาชูคอพอใจมานีหัวเราะโตมาหามานีกาวหัวโตชูคอดีใจชูใจหัวเราะမာနီพอใจเนาะโอเคဒီတိတ်ခန်းစာမှာကတော့ဒီလောက်နဲ့ပဲအဆုံးသတ်မှာဖြစ်ပါတယ်တကယ်လို့အတန်ထွက်မရတာနားမလဲတာရှိခဲ့မှဆိုရင် Messenger မှာတယောက်ချင်းစီပြန်လည်ပြီးတော့မေးမြန်းလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်တိတ်ခန်းစာမှာပြန်လည်ဆိုကြမယ်สวัสดีครับ Audio Jungle